မြို့မတက်ကတူတစ်ခုမှာစာကြီးတိုက်အဟောင်းရှိတယ်ညနေ6နာရီကျော်ရင်တကားပိတ်တယ်စီးကန်းကတင်းကျပ်တယ်တညတော့ကျောင်းသားတဲ့ကြော်ထက်အောင်ကစာကြီးတိုက်ထဲမှာစာအုပ်တအုပ်ပျောက်သွားခဲ့တယ်အဲ့တော့သူကပျောက်သွားတဲ့စာအုပ်ကိုရှာဖို့အတန်းချိန်တွေမရှိတော့တဲ့ညနေဆောင်အချိန်မှာစာကြီးတိုက်ထဲပြန်သွားရှာခဲ့တယ်နောက်ဆုံးတော့နမခွန်စပွဲပေါ်မှာစာအုပ်ကိုတွေ့ခဲ့တယ်ဒါပေမဲ့စပွဲနားမှာတယောက်ထိုင်နေတာကိုသတိထားမိလိုက်တယ်ဟယ်လိုဒီစာအုပ်ကကျွန်တော်ဟာလားကျော်ထပ်ပေါင်ကမေးတယ်လူငယ်ကခေါင်းမောက်လိုက်ပြီးဟုတ်ကဲ့ခမားစာအုပ်ပါကျွန်တော်ဟာမဟုတ်ပါဘူးဒါပေမဲ့ထူးဆန်းတာကလူငယ်လေးရဲ့ဝတ်စားဆင်ရင်မှုကခက်နောက်ကြားနေလေ1980ဝန်းကျင်လို့ဖြစ်နေတယ်ဒါနဲ့ကျော်ထပ်အောင်ကမိတ်ဆွေကဘာလို့လဲကျွန်တော်ကဒီမှာပဲနေတာမှာလို့လူငယ်လေးကပြုံးပြီးစာမွေးပွဲအတွက်စာကြံနေတာလို့ပြောတယ်မကြပါဘူးခင်ထွားကြပြီးကဲဒီညကနှစ်ယောက်အတူတူစာကြက်ကြတယ်လူငယ်လေးကစာအယမ်းတော်တယ်ခက်တဲ့ပုတ်စာတွေကိုကြော်ထက်အောင်ကိုအလွဲတကူရှင်းပြတယ်နှုံညတယ်မှာလဲကြော်ထက်အောင်ကစာကြည့်တိုက်ထဲမှာစာကြက်တယ်အမြဲတမ်းနမိတ်ခွန်စပွဲမှာလူငယ်လေးကိုတွေ့ရတယ်တရက်တော့ကြော်ထက်အောင်အတွေးထဲမှာစပြီးတန်တရဝင်လာတယ်ထို့နောက်မီးဘယ်နှစ်ကြာဒီမှာစာကြက်နေတာလဲလူငယ်လေးကစဉ်းစားနေတယ်လို့လွတ်ပြီး10နှစ်လောက်ရှိပြီထင်လဲဒါမှမဟုတ်နှစ်ပေါင်းများစွာထင်လဲလို့ပြောတယ်ဘာစာမွေးပွဲအတွက်လဲအဲ့လာကကျွန်တော်မေ့နေပြီကောင်လေးစကားတွေကြားတော့ကြော်ထက်အောင်ရင်ထဲမှာအမျိုးအမိန်မသိတဲ့ခံစားချက်တစ်ခုပေါ်လာတယ်အဲ့ဒီညမှာကြော်ထက်အောင်ကစာကြီးတိုင်မှုကိုမေးကြည့်တယ်နမခွန်စပွဲမှာစာချက်နေတဲ့လူငယ်လေးအကြောင်းသိလားစာကြီးတိုင်မှုကမျက်လုံးပြူးသွားတယ်နမခွန်စပွဲအဲ့ဒီစပွဲမှာဘယ်သူမှမရှိပါဘူးဒါပေမဲ့ဆယ်စုနှစ်တစ်ခုကျော်ကဖြစ်ရတစ်ခုရှိတယ်ဘာဖြစ်ရလဲကျောင်းသားတယောက်စာမွေးပွဲအတွက်စာချက်နေရင်နှလုံးရက်သွားခဲ့တယ်အဲ့ဒီစပွဲပေါ်မှာပဲလို့စာကြီးတိုင်မှုကပြောတယ်ထိုစကားကိုကြားတော့ကြောထက်အောင်ရဲ့နှလုံးကုန်ကန်ရက်သွားတယ်လို့ခံစားလိုက်ရတယ်နောက်နေ့ထမင်းစားနားချိန်ရောက်တော့သူကနမခွန်စပွဲစီသွားတယ်လူငယ်လေးအမြဲတမ်းထိုင်တဲ့နေရာမှာဓာတ်ပုံဟောင်းတစ်ပုံတွေ့တယ်1985ခုနှစ်ကဓာတ်ပုံထိုဓာတ်ပုံကိုမြင်တော့ကြော်ထက်အောင်အံ့ဩသွားတယ်တခြားမဟုတ်ပဲဓာတ်ပုံထဲကလူကသူနေ့တိုင်းတွေ့နေကြလူငယ်လေးပါပဲဒါနဲ့ညနေ6နာရီခွဲလောက်စာကြည့်လိုက်ထဲပြင်လာတော့လူငယ်လေးကိုတွေ့တယ်ကျွန်တော်သိပြီကြော်ထက်အောင်ကပြောတယ်ထို့နောက်အကြောင်းစုံကိုကောင်လေးကိုပြောကြတယ်ကောင်လေးကငြိမ်ပြီးနားထောင်နေတယ်ခဏနေတော့ဟုတ်ကဲ့ကျွန်တော်တည်သွားတာကြပြီကြော်ထက်အောင်ကလည်းဘာကြောင့်ဒီမှာဆက်နေတာလဲလို့မေးတယ်ကျွန်တော်စာမွေးပွဲဖြေရှင်းလို့ပါလို့ကောင်လေးကဝမ်းနေတဲ့အတန်နဲ့ပြောတယ်ဒါပေမဲ့ဘယ်စာမွေးပွဲကိုဖြေရမှန်းမိနေပြီကြော်ထက်အောင်ကနားလည်ပေးတယ်ထို့နောက်သူကလူငယ်လေးကိုကူညီဖို့ဆုံးဖြတ်လိုက်တယ်နောက်တလားကျော်နှစ်ယောက်အတူတူစာကြက်ကြတယ်ကြော်ထက်အောင်ကခစ်တစ်သင်ခန်းစာတွေကိုတင်ပေးတယ်လူငယ်လေးကလည်းသူ့ခစ်ကဗဟုသုတတွေကိုမျှဝေတယ်မကြခင်နှင်းဝက်စာမွေးပွဲပြီးထွားတဲ့ညရောက်တော့လူငယ်လေးကပြုံးပြီးပြောတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်အစင်သင့်ဖြစ်သွားပြီလို့ကြော်ထက်အောင်ကိုပြောတယ်ဘာအတွက်အစင်သင့်ဖြစ်သွားတာလဲကျွန်တော်သွားရမယ့်ခရီးအတွက်လို့ကောင်လေးကပြောတယ်အဲ့ဒီညကစပြီးနမခွန်စပွဲဟာတိစိတ်ဟောင်းနှွမ်းသွားတယ်အမှန်ထက်ထဲမှာတယောက်တည်းစာချက်နေတဲ့အရေးလေးလည်းမရှိတော့ဘူးဒါပေမဲ့ကျောင်းတွေပြန်ဖွင့်စာညမှာစာကြည့်တိုင်မှုကနမခွန်စပွဲပေါ်မှာလက်ဆက်တဲ့ပန်းပစီတစ်ခုကိုတွေ့လိုက်တယ်အဲ့ဒီပန်းနဲ့အတူမှတ်ကျစာရွက်ကလေးတစ်ခုကျေးဇူးတင်ပါတယ်နောက်ဆုံးအောင်မြင်သွားပါပြီပုံပြင်လေးတွေကိုအမြဲတင်ဆက်ပေးသွားမှာမို့ channel လေးကို like and subscribe လုပ်ဖို့မမေ့ကြနဲ့အောင်နော်